Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဝတ်သားချက်ဆိုင်ချိုးချက်လေးပေါ့နော်အိမ်မှာချက်စားဖြစ်တာနဲ့ချက်နေလေးကိုပြန်လည်ညှပ်ဝေပေးလိုက်ပါတယ်ဒီခင်းလေးကတော့ထိုင်းရိုးရဟင်းနေတစ်မျိုးပဲဖြစ်ပါတယ်သူရဲ့ရတာလေးရဆိုလို့ရှိရင်ချိုးချင်းလေးနဲ့ပေါ့နော်တစ်မျိုးလေးစားလို့ကောင်းပါတယ်ရှင်ပထမဆုံးဖြူတော့ငရုတ်ကောင်းစီရဲ့နနပင်မြင့်ရဲ့ကြက်သွန်ဖြူပေါ့နော်ညှက်သွားတဲ့အထိထောင်းထားပေးလိုက်ပါမယ်ငရုတ်ကောင်းကတော့ငရုတ်ကောင်းမဲသုံးမဲဆိုလဲရပါတယ်နော်ဖြူကအိမ်မှာငရုတ်ကောင်းဖြူလေးပဲရှိတာနဲ့ဒီဖြူလေးကိုပဲထည့်သုံးထားပါတယ်ထောင်းထားလည်းညှက်ပေးဆိုလို့ရှိရင်တော့ကျတို့စချက်ပေးရန်အတွက်ပါဝင်ပစ္စည်းလေးတွေကိုအစစ်အသစ်ပြင်ထားပေးလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့ရေးဆေးပြီးတော့တုံးလေးတုံထားတယ်ဝက်3ထပ်သားနဲ့ဂျမ်ဆိုင်ပဲဖြစ်ပါရဲ့ရှင်ဂျမ်ဆိုင်လည်းဖြစ်သွားရေ3-4ရေလောက်စေထားတယ်ပေါ့နော်ပထမဆုံးကျတို့စချက်ပေးရန်အတွက်တုံးလေးတုံထားတယ်ဒီ3ထပ်သားကိုပေါ့နော်အိုးပူပေးတဲ့ပုံစံမျိုးလေးကျတို့လှော်ထားပေးလိုက်ပါမယ်ဝက်သားရဲ့သားလေးတွေတင်းလာတဲ့အထိပေါ့နော်ခဏလောက်လှော်ထားပေးလိုက်ပါရဲ့ရှင်ဒီမှာဆိုလို့ရှိရင်တော့ဖြူတို့ခဏလောက်လှော်သွားပြီးလို့ရှိရင်တော့သူရဲ့အစီလေးတွေထွက်ပြီးတော့ပတ်သားကြော်ပုံစံလေးဖြစ်သွားတယ်ပေါ့နော်အနက်လေးနှိပ်ပြီးတော့အခုလိုမျိုးလေးသားလေးတင်းပြီးတော့ရောင်နေလေးရင့်လာပြီဆိုလို့ရှိရင်တော့သူ့ကိုဖတ်ထုတ်ပေးလိုက်ပါမယ်ဖတ်ထုတ်ပေးရတဲ့ဖြူကအဲ့အိုးထဲကိုပဲစီနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဖြူတို့ခဏထောင်းထားတဲ့ချက်သွန်ဖြူငှက်ကောင်းနေတဲ့ပင်မြစ်ကိုပေါ့နော်အနက်လေးမွေးလာတဲ့အထိခဏလောက်စစ်သက်ပေးလိုက်ပါမယ်ရှင်ကဲစီတက်လေးရနဲ့လေးမွေးလာပြီဆိုလို့ရှိရင်တော့သူ့တွေကိုဒီအုံတကြားနှင်းငယ်ပြီးတော့ခရုစီပြီးတော့ပဲငှက်ပြဲအကြီးနှင်းငယ်နဲ့ပဲငှက်ပြဲရဲ့နောက်လေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာဒီတကြားကအုံတကြားမရှိဘူးရိုးတကြားကိုသုံးမယ်ဆိုလည်းရပါတယ်နော်ပြီးတော့ရတာအတွက်ကအသားမှုန်နှင်းငယ်ပြီးတော့စားလေးနှင်းငယ်ကိုထည့်ပေးထားပါတယ်ဒီမှာစားထည့်ထားတာဖြိုးမရိုက်လိုက်ဖြစ်ဘူးပေါ့နော်ကဲပြီးတော့အားလုံးသမတော့အောင်ငွေထားပေးလိုက်ပါမယ်ရှင်ပုံမှန်ဆိုလို့ရှိရင်ဒီဟင်းမှာသူတို့တကြားကိုတစ်ထပ်ပိုသုံးကြတယ်ပေါ့နော်ပြောတော့တကြားတအားများရင်မကြိုက်တာဖြစ်တဲ့အတွက်နည်းနည်းလေးပဲထည့်သုံးထားပါတယ်ကဲအားလုံးလည်းသမတော့ပြီဆိုလို့ရှိရင်တော့ဖြိုတို့ခဏကလှော်ထားတဲ့ဝက်သားလေးတွေကိုထည့်ပေးလိုက်ပါမယ်ပြီးတော့သမတော့အောင်ပြန်ပြီးတော့ငွေထားပေးလိုက်ပါမယ်ရှင်ကဲဖြိုတို့ငွေသွားလိုက်တာသမတော့ပြီဆိုလို့ရှိရင်တော့သူ့ရဲ့ကိုရေဆေးပြီးတော့ရေစစ်ထားတဲ့ကြောင်ဆိုင်ဖက်လေးတွေကိုထည့်ပေးလိုက်ပါမယ်ကဲပြီးတော့အားလုံးသမတော့အောင်တော့ပြန်ပြီးတော့ငွေထားပေးလိုက်ပြီပေါ့နော်အားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့သူ့တွေကိုရေကိုဖြိုးလို့ပို့လို့အဲ့တလောက်ထည့်ပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့ချက်သွားပေးလိုက်ပါမယ်ဖြိုးကတော့ဒီမှာစုစုပေါင်းကြာချိန်ချက်သွားလိုက်တာဆိုလို့ရှိရင်တနားရီလောက်ရှိပါတယ်ရှင်ဝတ်သားလေးတွေရောဒီကြောင်ဆိုင်ဖက်လေးတွေရောနှူးသွားတဲ့အထိပေါ့နော်ချက်သွားပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်ဖြိုး2ရေလောက်ထည့်လိုက်ရတယ်ပေါ့နော်ဒါကတော့မိနစ်45မိနစ်လောက်ကြာပြီးလို့ရလာတဲ့နေထားလေးပဲဖြစ်ပါတယ်ဝတ်သားကတော့ကြက်နေပြီပေါ့နော်ဒါပေမဲ့အရင်ကြီးတော့မနှူးသေးဘူးဖြိုးကတော့တော့တရုတ်ထက်ထည့်ပြီးတော့ချက်သွားပေးလိုက်ပါတယ်ရှင်2ရေလောက်ပေါ့နော်ကဲပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ထက်ချက်ပေးလိုက်ပါမယ်ဒီဝတ်သားကကိုလိုချင်းတဲ့ပုံစံလေးရပြီဆိုမှရတာပေါ့ငယ်ကိုမြည်ပြီးတော့ရတာပြင်ပေးနိုင်ပါတယ်နော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ဝတ်သားကတော့နူးနေပါပြီဝတ်သားလည်းနှူးသွားပြီဆိုလို့ရှိရင်တော့ဖြူတို့ပေါ့ငံကိုမြည်ပေးလိုက်ပါမယ်ဒီနေရာမှာပေါ့ငံကိုတော့ကိုစိတ်ကြိုက်ပြင်ပေးနိုင်ပါတယ်ရှင်ဖြူတို့သူတွေကိုစားလေးနှင်းငယ်ကိုပဲထပ်ပေးထားပါတယ်ကဲရတာလည်းလုံးဝစင်ကြည့်ပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်သားလေးကအိပ်ပြီးတော့ချွတ်ချွတ်လေးနဲ့ပေါ့နော်တစ်မျိုးလေးစားလို့ကောင်းတယ်ဖြူတို့ရဲ့ဝတ်သားကြမ်ဆိုင်အချိုးချက်လေးကတော့စားဖို့စစ်သက်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့ညွှန်နေပါတယ်ရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဒါဆိုဖြူရဲ့နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်